အခုဒီဗီဒီယိုလေးကတော့တိုးတိုဟန်တိုနန်ဆိုတဲ့စကားလုံးသုံးလို့ရဲ့ကွာခြားချက်ကိုရှင်းပြထားပေးမယ်ပေါ့နော်ပထမဆုံးတိုနဲ့ပတ်သက်တဲ့အဓိပ္ပာယ်လေးတွေကြည့်ကြည့်အောင်တိုဆိုတဲ့အဓိပ္ပာယ်ကကြတော့ထပ်ပို၍ထပ်မှန်၍လို့အဓိပ္ပာယ်ရပြီးအရှိကအကြောင်းအရာအပြင်နောက်ထပ်အကြောင်းအရာထပ်ထည့်ပြီးပြောဆိုတဲ့အခါမှာသုံးတယ်အရှိကအကြောင်းအရာအပြင်နောက်ထပ်အကြောင်းအရာတစ်ခုထပ်ထည့်ပြီးပြောတဲ့အခါမှာသုံးတယ်민민 씨는 공부도 잘하고 또 운동도 잘해요. 민미야 살래တော်ပြီ နောက်ထပ်အားကစားလဲတော်တယ် အဲ့တော့ စားလဲတော်တယ် ထပ်ပြီးတော့အားကစားလဲတော်တယ် အဲ့တော့ အရှိရအကြောင်းအရာအပြင်ကို နောက်ထပ်အကြောင်းအရာထပ်ထည့်ပြီးပြောတာပေါ့နော် 예쁘고 또 착해요.လှတယ် ပြီးတော့စိတ်သဘောလဲကောင်းတယ် လှလဲလှတယ် နောက်ထပ်အကြောင်းအရာတစ်ခုထပ်ထည့်တယ် 착해요. 예쁘고 또 착해요.လှတယ် ပြီးတော့စိတ်သဘောထားလဲကောင်းတယ်. 뭐든지 잘 먹고 또 어디든지 잘 자요. 음, ဘာပဲဖြစ်ဖြစ်ကောင်းကောင်းစားပြီးတော့ဘယ်နေရာဖြစ်ဖြစ်ကောင်းကောင်းအိပ်တယ်. ဘာပဲဖြစ်ဖြစ်ကောင်းကောင်းစားတယ်. နောက်ထပ်တစ်ချက်ထပ်ပို့ပြီးတော့ပြောတယ်. ဘယ်နေရာပဲဖြစ်ဖြစ်ကောင်းကောင်းအိပ်တယ်. 뭐든지 잘 먹고 또 어디든지 잘 자요. ဘာပဲဖြစ်ဖြစ်ကောင်းကောင်းစားပြီးတော့ဘယ်နေရာဖြစ်ဖြစ်ကောင်းကောင်းအိပ်တယ်. နောက်ထပ်နံပါတ်2အချက်ကကြတော့ ကိစ္စတစ်ခုခုကိုထပ်ခါလုပ်တဲ့အခါမှာသုံးတယ်. 또 먹어? 또 사오므로라. 엄마, 12나리 동안ထမင်းစားထားတယ်. 11ခွဲကျတော့ 커피တောက်တယ်. 12나리ကျတော့ 피자စားတယ်. 12ခွဲကျတော့ ခောက်ဆွဲပြုတ်စားတယ်. အဲ့တော့ နောက်တစ်ခါတစ်နာရီလဲကြာတော့နောက်တစ်ခုထပ်စားဖို့ပြင်နေတယ်ဆိုတော့ ဘေးကလူတွေကမျိုးမုန်းကြိုးနေပြီ. နင်ထပ်စားအောင်မလို့လား? 또 먹어? ထပ်စားမလို့လား? အဲ့တော့ထပ်ခါအပြုအမူတစ်ခုစားတယ်ဆိုတဲ့ action ကိုအကြိမ်ကြိမ်လုပ်တာပေါ့နော်. နောက်တစ်ခုက 또 졌어? ထပ်ရှုံးပြန်ပြီလား? ပထမတစ်ခေါက်ရှုံးတယ်, ဒုတိယတစ်ခေါက်ရှုံးတယ်, တတိယတစ်ခေါက်ရှုံးတယ်, စတုတ္ထတစ်ခေါက်ရှုံးတယ်. အဲ့တော့ထပ်ခါရှုံးနေတာမျိုး. အဲ့လိုမျိုးအပြုအမူကိစ္စတစ်ခုခုကိုထပ်ခါလုပ်တယ်ဆိုရင် 또သုံးပါတယ်. 또 먹어? 또 졌어? ဒါမျိုးပြောတယ်ပေါ့နော်. နောက်တစ်ခု 다음에 또 만나요. 다음에 또 만나요. နောက်မှထပ်ဆုံကြရအောင်. ဒါမှမဟုတ် နောက်မှထပ်ဆုံကြမယ်ပေါ့. အဲ့ဒီမှာဆိုလို့ရှိရင် ပထမတစ်ခေါက်ဆုံပြီးသား. အဲ့တော့ နောက်ထပ်တစ်ခေါက် ဘယ်တော့မှန်းတော့မသိဘူး. ဒါပေမဲ့ နောက်ထပ်တစ်ခေါက်တော့ထပ်ဆုံကြမယ်. အဲ့လိုအဓိပ္ပာယ်သက်ရောက်ပါတယ်. 또 만나요. အမြဲတမ်းနှုတ်ဆက်ကြရယ်ပေါ့နော်. နောက်တစ်ခုကကြတော့ 또한. 또한가 토အတူ လဲပဲ ပြီးတော့ နောက်ထပ်တူလို့လည်းဘာသာပြန်လို့ရပါတယ်. အရှိကအကြောင်းအရာမှာ နောက်ထပ်အကြောင်းအရာအသစ်ထပ်ထည့်တဲ့အခါမှာအသုံးပြုတယ်. အဲ့ဒီအချက်ကတော့ အရှိကကြည့်ခဲ့တဲ့ တိုနဲ့အဓိပ္ပာယ်ခပ်ဆင်ဆင်တူတယ်ပေါ့နော်. တိုကကြတော့ အရှိကအကြောင်းအရာအပြင်ကို အနောက်မှာနောက်ထပ်အကြောင်းအရာထပ်ထည့်ပြီးပြောတယ်. 또한가ကြတော့ အရှိကအကြောင်းအရာမှာ နောက်ထပ်အကြောင်းအရာအသစ်တစ်ခုထပ်ထည့်ပြီးပြောတာ. နောက်အကြောင်းအရာကိစ္စတစ်ခုခုကိုမှန်းဆပြီးတော့ အဲ့ဒီအရာနဲ့ထပ်တူညီစွာခံစားရတယ်လို့ပြောတဲ့အခါမှာသုံးတယ်. နမူနာစာကြောင်းကြည့်ရင်တော့ပိုနားလည်မယ်. 그는 귀엽고 또한 성격도 좋아요. 그는 귀엽고 또한 성격도 좋아요. သူကချစ်စရာကောင်းပြီးတော့အကျင့်စရာလည်းကောင်းတယ်. ချစ်စရာကောင်းတဲ့အချက်အပြင် နောက်ထပ်အကြောင်းအရာအသစ်တစ်ခုထပ်ထည့်တယ်. 성격도 좋아요. ချစ်စရာလည်းကောင်းပြီးတော့အကျင့်စရာလည်းကောင်းတယ်. 날씨가 추워지고 있습니다. 또한 눈도 많이 내리고 있습니다. 야디우드와တဖြည်းဖြည်းနဲ့ အေးလာပါတယ်. ပြီးတော့နှင်းလည်းအများကြီးကျနေတယ်. 야디우드အေးတဲ့အချက်ကတစ်ချက်. ထပ်ပြီးတော့နောက်ထပ်အကြောင်းအရာအသစ်တစ်ခုထပ်ထည့်တယ်. 눈도 많이 내리고 있습니다. နှင်းလည်းကျနေပါတယ်. 부모가 행복하면 자녀들 또한 행복합니다. ဒီအဓိပ္ပာယ်ကကျတော့ထပ်တူခံစားရတယ်ဆိုတဲ့အဓိပ္ပာယ်. မိဘတွေပျော်ရွှင်ရင်သားသမီးတွေလည်းထပ်တူပျော်ရွှင်ရပါတယ်. ဒါကြတော့နောက်ထပ်ဒုတိယအချက်နဲ့သွားကြိုက်တယ်ပေါ့နော်. 부모가 행복하면 자녀들 또한 행복합니다.
ပ်တူလို့ဘာသာပြန်တယ်ပေါ့နော်ဒီနေရာမှာတော့မိဘတွေပျော်ရွှင်ရင်သားသမီးတွေလည်းထပ်တူပျော်ရွှင်ရတယ်နောက်또는 또는ကကြတော့တစ်ခုမဟုတ်တစ်ခုဆိုတဲ့အဓိပ္ပာယ်ပေါ့နော်တစ်ခုသို့မဟုတ်တစ်ခုပေါ့နှစ်ခုတည်းကတစ်ခုပဲလိုအပ်တဲ့အခါမှာသုံးတယ်နောက်အရှိနဲ့နောက်အကြောင်းအရာကိုဆက်ဆက်တဲ့အခါမှာ또는လို့သုံးလို့ရတယ်များသောအားဖြင့်ပထမတစ်ချက်ကိုသုံးတာများတယ်တစ်ခုမဟုတ်တစ်ခုပေါ့နော်နှစ်ခုတည်းကတစ်ခုလို့ပြောချင်ရင်သုံးတယ်ဥပမာ케이크 또는 빵을 사주세요ကိတ်မုတ်ဒါမှမဟုတ်ပါမုတ်ဝယ်ပေးပါ 케이크 또는 빵을 사주세요. 깨 다맘홀로시 빵먹 외비바 나쿠레아 타쿠 외비바 소리베바 나쿠레아 타쿠 로아데보 돈 또는 도움이 필요해. 빠산 다맘호인 아쿠 아니 로아데 빠산 다맘호 아쿠 니 로아데 돈 또는 도움이 필요해. 나쿠레아 타쿠 로아데 소리베바 너အဲ့လိုအခြေအနေမျိုးမှာတိုဟန်ကိုသုံးပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်တိုတိုဟန်တိုနန်ဆိုတဲ့စကားလုံးသုံးလို့ရဲ့အသုံးပြုပုံလေးရလောက်မယ်လို့မျှော်လင့်ပါတယ်နော်နောက်ထပ်ဗီဒီယိုမှာပြန်ဆောင်ပါမယ်